မြန်မာနိုင်ငံရဲ့အတိတ်ကမြေတစင်းကိုပြောပါဆိုရင်ရာဇဝင်အစဉ်လာကြီးမားတဲ့အေယာဝတီမြစ်ကြီးကိုတော့ဘယ်သူမှမေ့မှာမဟုတ်ပါဘူးမြန်မာနိုင်ငံရဲ့အသက်သွေးကြောလို့တော့တင်စားခေါ်ကြပါတယ်အဲ့ဒီအေယာဝတီမြစ်ကြီးကမြန်မာနိုင်ငံရဲ့နှလုံးသားပုတ်ကိုချက်တန်းစီစဉ်ပြီးတဲ့နောက်မိုင်ပေါင်းများစွာကျယ်ဝန်းတဲ့ရေဝကျွန်းပေါ်ဒေသကိုဖျက်ချော်ပြီးမှကပလီပင်လယ်ထဲကိုစီးဝင်သွားခဲ့ပါတယ်အဲ့ဒီလိုမျိုးရေကြုံနဲ့ရေငန်စုံတွေ့ကြနေရနှောင်းနေနဲ့တဲတောင်တို့ဖြစ်တွေ့ရအေယာရီတိုင်းရဲ့ကမ်းရိုးတဲ့ဆောက်ဆိုတာကတော့တက်ရှိမျိုးစုံတို့အတွက်အဖို့မပြတ်နိုင်တဲ့ကုန်းခွေရတစ်ခုဆိုရင်လည်းမမှားပါဘူးကျွန်တော်တို့ပင်လယ်ရက်မှာမဟုတ်ပါဘူးအခြားရေပြန်ဒေသတောင်ကုန်းဒေသလိုမျိုးနေရာတွေမှာလည်းဒီဝဖြစ်စဉ်တွေအတွက်အရန်ကြီးပါတဲ့ဂေဟစနစ်ဆိုတာရှိစမြဲပါအခုကျွန်တော်ဖော်ပြပေးမှာကတော့ကျွန်တော်တို့ပင်လယ်ပင်နဲ့အတူပင်လယ်ငှက်တွေကအခုပြောပြမဲ့ဂေဟစနစ်မှာဘယ်လောက်ထိအရေးပါအရာရောက်လဲဆိုတာကိုပြောပြပေးတော့မှာပါဒါကြောင့်မို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပြီးတော့စိုက်တယ်ဘုသူတရတယ်ဒါကအရေးကြီးတယ်ဆိုမှကျွန်တော်ရဲ့ဗီဒီယိုလေးနဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ကျွန်တော်ရဲ့ channel လေးရေရှင်သက်ဝင်လေးအောင်လို့ကူညီပေးကြပါဦးနော်ကျွန်တော်တို့ပင်လယ်ပြင်မှာအဖို့မပြတ်နိုင်တဲ့ဂေဟစနစ်တစ်ခုရှိနေခဲ့ပါတယ်အဲ့ဒါကဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့ကပင်လယ်သားတွေပြီးပင်လယ်ကိုပဲအမိတဟဲပြုတ်ရင်လောက်ကန်စားတော့နေထိုင်ကြရတာကမဆန်းပါဘူးဒါပေမဲ့ပင်လယ်ဆိုတာကိုဖြစ်စေခြင်းတလို့ထိန်းချောင်းဖို့ကမဖြစ်နိုင်ပါဘူးသူတဘောသူဆန္ဒအတိုင်းကြမ်းကျင်တဲ့အခါကြမ်းတယ်လို့တဘောမလို့ကောင်းတဲ့အခါကြရင်လည်းကောင်းနေတတ်တာမျိုးပေါ့အဲ့ဒီလိုအစိုးမရတဲ့ပင်လယ်ပြင်ကိုထိန်းချောင်းပေးတာကတော့ဒီရီတော်တွေပါပဲအဲ့ဒီဒီရီတော်တွေရဲ့ရေးပါအရာရောက်မှုအကြောင်းကိုနောက်ထပ်ဗီဒီယိုကြရင်ကျွန်တော်တင်ပေးပါမယ်သူတို့ကလည်းပင်လယ်ပြင်အတွက်ပါမဟုတ်ဘဲနဲ့ကျွန်တော်တို့နိုင်ငံတစ်ခုလုံးအတွက်အရေးပါအရာရောက်တဲ့နေရာကရှိနေခဲ့ပါတယ်အဲ့ဒီလောက်ထိအရေးပါအရာရောက်တဲ့ဒီတော်ရဲ့မူလအရင်းမြစ်ကပင်လယ်ငှက်တွေဖြစ်တယ်လို့ပင်လယ်ငှက်တွေရဲ့မူလအရင်းမြစ်ကလည်းအခုပြောနေတဲ့ဒီတော်တွေပါပဲဒါကတဘောတရားကြီးကဖန်တီးပေးထားတဲ့အဖို့တန်လှတဲ့ဂေဟစနစ်တစ်ခုပါအဲ့ဒီလိုအဖို့တန်ဂေဟစနစ်ရဲ့အသက်ဝင်လှပမှုကိုထင်ရှားသောပြသနေကြတဲ့လူတွေကတော့နေနဲ့ရေကိုအမိပြုတ်ပြီးကျက်စားနေထိုင်နေကြတဲ့ပင်လယ်ငှက်တွေပါပဲသူတို့ကိုကျွန်တော်ကတော့ရွှေတောင်ပန်ရှင်တွေလို့တောင်တင်စားခေါ်ပါတယ်သူရဲ့တောင်ပန်ခတ်တံတွေကဒီတော်တွေရဲ့လေပီတိုးတိုးလေးနဲ့အတူပင်လယ်လိုင်းသားတွေနဲ့ရောရှက်ပြီးဒီဒေသရဲ့သဘာဝတေးသွားကိုခံတင်းနေကြတာပါကျွန်တော်တို့ပင်လယ်ပိုင်းမှာပင်လယ်ငှက်မျိုးစိတ်များစွာရှိပါတယ်အဲ့ဒီထဲကမှအများဆုံးနေတွေ့ရတဲ့ငှက်မျိုးစိတ်ချုပ်ကိုကျွန်တော်မိတ်ဆက်ပေးပါရစေပထမဆုံးမိတ်ဆက်ပေးချင်တာကတော့အားလုံးသိပြီးကြားပြီးဖြစ်နေတဲ့ဇင်အောင်ငှက်ကလေးတွေအကြောင်းပါပဲသူတို့ကအုပ်စုလိုက်နေထိုင်တတ်ပြီးတော့လူနဲ့ရင်းနှီးဆုံးပင်လယ်ငှက်တွေဖြစ်ကြပါတယ်ကျွန်တော်တခါတုန်းကဒလဘကန်းကနေရန်ကုန်လာတော့ကကုရုသမောဒီပေါ်မှာခရီးသည်စီကနေပြီးတော့ဒမိုဘိဘက်ကနေပြီးတော့ပြန်တန်းလိုက်လာပြီးတော့အစာတွေတောင်းနေကြတဲ့ချစ်စရာဇင်အောင်လေးတွေကိုအများကြီးတွေ့ခဲ့ရပုံပါတယ်ခရီးသည်တွေကလည်းအစာတုပ်ကလေးတွေဝယ်ပြီးတော့ပြစ်ကျွေးနေတာပေါ့နော်ကျွန်တော်တို့ပင်လယ်မှာလည်းအဲ့လိုပါပဲကျွန်တော်တို့လှေတွေနောက်ကိုလိုက်ပြီးတော့အစာတောင်းတတ်တယ်လို့သူတို့ဘာသာသူတို့လည်းမြေကမ်းခြေတစ်လျှောက်မှာအားသေးငါးမော်လေးတွေရှာစားတတ်ကြပါတယ်ကျွန်တော်တို့ပင်လယ်သားတွေကတော့ဒီငှက်ကလေးတွေကိုဘယ်တော့မှမပြစ်ခတ်ပဲနဲ့ကျွန်တော်နဲ့ဘဝတူမိတ်ဆွေတွေလို့မှတ်ယူထားကြတဲ့သူတွေပါသူတို့ရဲ့စူးဆက်ဆက်အော်ဒန်တွေကပင်လယ်ကမ်းခြေရဲ့အမှတ်တင်ကြတာတစ်ခုဖြစ်တယ်လို့သူတို့အော်ဒန်ကိုကြားနေရမှာကကျွန်တော်တို့ကလည်းစိတ်အေးချမ်းမှုကိုရတာပါဘာလို့လဲဆိုတော့အဲ့ဒီနေကြနေရာတွေမှာအဲ့ဒီငှက်ကလေးတွေကိုမတွေ့ရဘူးမမြင်ရဘူးသူတို့အတန်ကိုမကြားရတော့ဘူးဆိုရင်ဒါကပင်လယ်ပြင်ရဲ့စိတ်ဆိုးခတ်ထန်လာတော့မဲ့နမိတ်တစ်ခုပါဒါဇင်အောင်ငှက်ကလေးတွေအကြောင်းပေါ့နော်နောက်ထပ်အများစုတွေ့ရတဲ့ငှက်တစ်မျိုးကတော့တင်ကြီးငှက်ပါပဲအရန်မြန်တဲ့တစ်ချိန်နဲ့ပြန်တန်းတယ်လို့သူတို့ရဲ့အစာချောင်လေးကတော့ဇင်အောင်ငှက်တွေထပ်ပိုရဲရင်ပြီးတော့ပိုလှည့်မြန်လုံးပါတယ်ဒါကြောင့်မို့သူတို့ကိုပင်လယ်မုတ်ဆိုးလို့တော့မှတချို့ကတင်စားခေါ်ကြရပါတယ်ရေမျက်နှာပြင်အထက်မှာဝဲပြန်နေခြင်းနဲ့ရေထဲကငါးတွေကိုတွေ့တယ်ဆိုရင်ညတစ်စက်ပြစ်လိုက်တဲ့သူတို့ကိုထိုးဆက်ပြီးတော့ဖမ်းယူတတ်ကြပါတယ်ဒါအပြင်ရေပါငုတ်ပြီးတော့ဖမ်းယူပါသေးတယ်ငါးပန်းလွန်တော်လို့အစားနဲ့ရမ်းကြည့်တဲ့ငှက်တစ်မျိုးပါအကောင်လိုက်ပဲမျိုးချတဲ့ငှက်တစ်မျိုးပါဒါပေမဲ့သူတို့မှာချစ်ဖို့ကောင်းတဲ့အမူအရာတစ်ခုရှိတယ်ဗျအဲ့ဒါကသူတို့တစ်ပစ်တစ်ကိုင်းတွေမှာနားနေတဲ့အခါမှာရေစုံနေတဲ့သူတို့အတောင်ပံကြီးတွေကိုဖြန့်ကားပြီးတော့နားလေလေးရှိပါတယ်ပြီးရင်ကန်းဆက်မှာနန်းလျှောက်တဲ့အခါမှာအဲ့ဒီကောင်အဲ့ဒီအတောင်ကြီးတွေကိုဖြန့်ပြီးတော့ရှင်ပတ်ကြီးကော့ပြီးရှောင်းနေကြတာပါသူတို့ကသူတို့အောင်ပွဲရတဲ့စစ်သူကြီးတွေလို့ပါလို့ပေါ့ဗျာနောက်ထပ်မျိုးတွေတစ်ခုကတော့ခ
ယုဆုံးငှက်လို့ခေါ်တဲ့ပင်လယ်ငှက်တစ်မျိုးပါပဲသူကတော့ငါးရှာစားတဲ့ငှက်မျိုးတော့မဟုတ်ပါဘူးသူ့ရဲ့အဓိကအားသာချက်ကသူ့ရဲ့နှုတ်သီးပါရှည်ပြီးတော့အရမ်းမှကြောပါတယ်ခြုံထက်နေပြီးတော့အနေအောင်ရှိတယ်အဲ့ဒီနှုတ်သီးကြီးနဲ့တဲတောင်တွေပေါ်မှာပဲဖြစ်ဖြစ်ကြောက်ဆောင်တွေကြားမှာပဲဖြစ်ဖြစ်ခုန်ကပ်နေတဲ့ခရုတွေကမာကောင်တွေကိုထိုးခွဲပြီးတော့စားတဲ့ငှက်တစ်မျိုးပါဒါပေမဲ့အဲ့ကောင်တွေကကြီးကျန်းလို့ပဲအရန်တရိကြီးတဲ့ကောင်တွေပါလူတွေမြင်တာနဲ့ပြေးတာပါပဲလူနောင်အကောင့်ခံဖို့ဗျပြောရအောင်ငယ်ဗျအဲ့ဒီကောင်တွေကကျူးကျော်နိုင်ငံသားတွေပါဟုတ်ပါတယ်အဲ့ဒီကောင်တွေကကျွန်တော်တို့နိုင်ငံမှာတားပေါက်တဲ့ကောင်တွေမဟုတ်ပါဘူးစောင်းထဲမှာလာခိုကြတဲ့ကောင်တွေပါဒါကကျွန်တော်တို့ပင်လယ်မှာအများစုတွေ့ရမြင်ရတဲ့ငှက်မျိုးစိတ်တွေပေါ့ဗျာအခြားမျိုးစိတ်တွေလည်းအများကြီးရှိသေးတာပေါ့ဒီလုံးရေချက်မရေမြောက်စတဲ့ကမ်းခြေငှက်ကလေးတွေလည်းအများကြီးရှိပါတယ်အဲ့ဒီကမ်းခြေငှက်ကလေးတွေဆိုရင်လည်းဒီကြောက်ရတဲ့အချိန်ပေါ်လာတဲ့ရှောင်းလုံးတော်တွေထဲမှာပဲဖြစ်ဖြစ်တဲတောင်ခေါင်တွေမှာပဲဖြစ်ဖြစ်အုပ်စုလိုက်ပြေးလွှားပြီးတော့တင်ကြံနေခဲ့တဲ့ဒီပိုးမားလေးတွေရေတရမောင်လေးတွေကိုသူတို့ကရှာဖွေစားတော့နေတတ်ကြပါတယ်အဲ့ဒီပင်လယ်ငှက်ကလေးတွေကကျွန်တော်တို့ပင်လယ်ဒေသရဲ့အစာကွင်းဆက်တစ်ခုဖြစ်ကြလို့ပတ်ဝန်းကျင်ဂေဟစနစ်တစ်ခုလုံးကိုထဲချောင်းပြုပြင်ဖန်တီးပေးနေတဲ့ငှက်ကလေးတွေပါဟာသူတို့ဘာသာသူတို့နေတာနဲ့ဘာတွေအကျိုးပြုနေလို့လဲကွာဆိုပြီးတော့တချို့ကမေးကောင်းမေးနေပါတယ်ဒါတွေအတွက်ခိုင်လုံတဲ့ဖြေကအစင်သက်ရှိပါတယ်ဗျအဲ့ဒီပင်လယ်ငှက်တွေရဲ့ရှင်တန်ရက်တည်မှုကဒီတော်တွေနဲ့တိုက်ရိုက်ဆက်ဆက်နေတာပါဒီတော်တွေဆိုတာပင်လယ်ငှက်တွေအတွက်ကတော့လွတ်ထွေးတဲ့အင်ဂျီတစ်ခုလိုပါပဲဗျာစားစားလည်းပေါ်တယ်မခိုးလုံးစရာတပင်တကိုင်းရလေးရမ်းများတယ်လာဥချစရာအတိုက်ဆောက်စရာချုံလည်းပေပေါင်းနေရလည်းအများကြီးရှိတယ်ဒါကြောင့်မလို့ဒီပင်လယ်ဒီတော်တွေဆိုတာပင်လယ်ငှက်တွေအတွက်အင်ဆိုရင်လည်းမမှားပါဘူးအဲ့ဒီတော့ကအပင်တွေရဲ့ထူထပ်လှတဲ့အကိုင်းခတ်တွေရွက်တွေကမောင်တိုင်းတိုက်ခတ်ခြင်းမှာငှက်တွေအတွက်လုံခြုံတဲ့ခိုနားရတစ်ခုဖြစ်တယ်လို့တာရဲတိရစ္ဆာန်တွေရဲ့ဘေးကနေလည်းကာကွယ်ပေးပါတယ်ဒီတော့ပင်တွေရဲ့ရေအောက်မှာရှိတဲ့ရှုပ်ထွေးလှတဲ့အမြစ်တွေကြားမှာငါးပစုံကနန်းတွေရဲ့တားပေါက်ရကြီးပင်းရနေရဖြစ်တယ်လို့အဲ့ဒီရေတရဝငယ်လေးတွေကပယ်လင်ငှက်တွေရဲ့အဓိကအစာရင်းမြစ်လည်းဖြစ်ပါတယ်အဲ့ဒီပင်လယ်ငှက်တွေကအစာကွင်းဆက်ရဲ့အရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်သူတို့ကငါးငယ်လေးတွေပစုံတွေကနန်းတွေနဲ့ရေမျက်နှာပြင်နားကတတဝငယ်လေးတွေကိုစားတော့ခြင်းအပြင်အဲ့ဒီတတဝလေးတွေအရေးအတွက်အလုံးအမင်းမများလာအောင်ထိန်းချုပ်ပေးပါတယ်ဒါဟာပင်လယ်ကေစနစ်တစ်ခုလုံးကိုဟန်ချက်ညီစေပါတယ်ဟာအဲ့ဒီတတဝတွေများနေတာမကောင်းဘူးလားဆိုရင်လူရာတက်ပို့ပြီးတော့များလာတဲ့အခါမှာမကောင်းပါဘူးဥမာအားဖြင့်ကနန်းတွေအရေးအတွက်ရမ်းများလာမယ်ဆိုရင်ကျွန်တော်တို့လေခွင်းတွေမှာစပားဆိုင်လို့အဆင်ပြေမှာမဟုတ်ပါဘူးအဲ့ဒီကနန်းတွေရဲ့ကိုက်ဖြစ်စားတော့မှုကြောင့်စပားပင်တွေကအများပြားတည်ဆုံးနိုင်ပါတယ်ဒါကြောင့်မို့လို့ပင်လယ်ငှက်တွေဆိုတာအဲ့လိုမျိုးလေသူတို့ရဲ့အစာကွင်းဆက်အနေနဲ့အကျိုးပြုပေးပါတယ်ဒါပြီးသူတို့ကအားနေနေတယ်ယောဂရနေတယ်ဒါမှမဟုတ်အသက်ကြီးနေတဲ့ငါးတွေကိုအလွယ်တကူပိုင်းစားသုံးတွေရှိတာကြောင့်ကျမ်းမာတန်ဆွမ်းတဲ့ငါးမျိုးစိတ်တွေဆက်လက်ရှင်သန်ရေးကိုတဘာဝတိုင်းကူညီပေးတယ်လို့မျိုးလည်းဖြစ်တတ်ပါတယ်နောက်တစ်ချက်ကတော့သူတို့ကတဘာဝမျိုးဩဇာဖန်တီးပေးတဲ့သူတွေပါဒါဟာပင်လယ်ငှက်တွေရဲ့အရေးကြီးဆုံးအကျိုးပြုမှုတစ်ခုပါပဲသူတို့ကပင်လယ်ထဲကအာဟာရဓာတ်တွေပြည့်ဝတဲ့ငါးတွေကိုစားသုံးပြီးကုန်းပေါ်ကဒီရိုးတွေကျွန်းတွေနဲ့ကမ်းခြေတွေမှာမစင်စွန့်တတ်ကြပါတယ်အဲ့ဒီငှက်မစင်တွေကဟိုက်ဒရိုဂျင်ဓာတ်တွေဖော့စဖရတ်လို့ခေါ်တဲ့ဒီအပင်သက်အလွန်ရေးကြီးတဲ့အာဟာရဓာတ်တွေကျွယ်ဝပါတယ်အဲ့ဒီအာဟာရတွေကဒီတော့ပင်တွေနဲ့ကမ်းရိုးတန်းအပင်တွေရှင်တန်ကြီးထွားဖို့အတွက်ကတော့အကောင်းဆုံးသဘာဝမျိုးဩဇာဖြစ်စေပါတယ်တနည်းအားဖြင့်ပင်လယ်ငှက်တွေကပင်လယ်ထဲကအာဟာရဓာတ်တွေကိုကုန်းမြစ်ပေါ်ကိုတည်ယူပေးတဲ့သဘာဝတန်တမာတွေဖြစ်ကြပါတယ်နောက်တစ်ချက်ကတော့ပတ်ဝန်းကျင်ကျန်းမာရေးရဲ့သဘာဝညွှန်ကိန်းတစ်ခုလို့ပြောလို့ရပါတယ်အဲ့ဒီပင်လယ်ငှက်တွေရဲ့အရေးအတွက်ကျန်းမာရေးနဲ့မျိုးပွားအောင်မြင်မှုနှုန်းတွေကသူတို့မိခုနေရတဲ့ပင်လယ်ပတ်ဝန်းကျင်နဲ့တိုက်ရိုက်ဆက်ဆက်နေခဲ့ပါတယ်ဥပမာအားဖြင့်ပင်လယ်ရေထဲမှာဓာတုပစ္စည်းတွေပလတ်စတစ်အမှုန်တွေလိုမျိုးညဉ့်ညမ်းမှုတွေရမ်းများလာတဲ့အခါမှာအဲ့ဒါတွေကိုငါးတွေစားသုံးမိခဲ့ရင်တခါအဲ့ဒီစားထားတဲ့ငါးတွေကိုပင်လယ်ငှက်တွေကထပ်ပြီးတော့စားမိရင်သူတို့ရဲ့ကျန်းမာရေးကိုထိခိုက်စေတတ်ပါတယ်ငှက်တွေအစုလိုက်အပြုံလိုက်တည်ဆုံးနေတာမျိုးပွားနှုန်းတွေကျဆင်းနေတာအဲ့ဒါမျိုးတွေဖြစ်လာပြီဆိုရင်
ဒါဟာပင်လယ်ကရစနစ်မှာပြဿနာတစ်ခုခုရှိနေပြီဆိုတဲ့သတိပေးခေါင်းလောင်းတမှာပဲဒါကြောင့်မို့လို့တက်ဝက်မညာရှင်တွေကပင်လယ်ငှက်တွေကိုစောင့်ကြည့်လေ့လာခြင်းအပြင်ပတ်ဝန်းကျင်ထိခိုက်မှုတွေကိုစောစီးစွာသိရှိနိုင်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့လူသားတွေအတွက်အလွန်အကျိုးကျေးဇူးများတဲ့အချက်ပါပဲကျွန်တော်တို့ပင်လယ်သားတွေအတွက်ဆိုရင်အကူအညီရမ်းဖြစ်စေတဲ့အချက်တွေရှိပါတယ်ဥပမာအပြင်ကျွန်တော်တို့ကဒီပင်လယ်ငှက်တွေဒီစင်ရိုတို့တင်ကြီးလို့အဲ့လိုငှက်တွေအုပ်စုလိုက်ကြီးပြန်ဝဲနေတဲ့နေရာတွေမှာငါးအုပ်ကြီးရရှိနိုင်တယ်ဆိုပြီးတော့ခံမှန်းပြီးတော့ကျွန်တော်တို့ကငါးရှာဖို့ကြားရတာပါဒါကကျွန်တော်တို့ပင်လယ်သားတွေအတွက်သဘောကပြီးတဲ့လမ်းညွှန်တစ်ခုပါပဲနောက်တစ်ချက်ကတော့မျိုးစေ့တွေကိုဖြန့်ဝေပေးတဲ့အကြောင်းပါပဲအချို့သောကမ်းရိုးတန်းငှက်မျိုးစိတ်တွေကအဲ့ကမ်းခြေအနီးတွဲမှာပေါက်တဲ့အပင်တွေရဲ့အသီးအဆစ်တွေကိုစားပြီးတော့အခြားနေရာတွေမှာမစင်စွန့်တဲ့အခါမှာအဲ့ဒီမျိုးစေ့တွေကိုတပါးတည်းဖြန့်ဝေပေးလိုက်တာမျိုးပါဒါကကမ်းခြေအပင်တွေနေရာအနှံ့ပြန့်နှံ့ပေါက်ရောက်စေပြီးတော့အဲ့တဲတောင်ခုံတွေနဲ့ဒီမြကမ်းပါးတွေရဲ့မြေတွေကိုတည်ငြိမ်အောင်လို့ကူညီပေးပါတယ်ဒါကြောင့်မို့လို့တနည်းအားဖြင့်ဆိုရရင်ဒီတော့တွေကပင်လယ်ငှက်တွေရဲ့ခိုးလုံးရအိမ်ဖြစ်တယ်လို့ပင်လယ်ငှက်တွေကိုပေါက်ဖောက်အောင်လို့ကူညီပေးတယ်လို့မျိုးပင်လယ်ငှက်တွေကလည်းအဲ့ဒီတော့တွေများပြားလာအောင်တန်ဆွမ်းလာအောင်ကူညီပေးတဲ့ပုံစံမျိုးပါပဲဒါကြောင့်အချို့အားဖြင့်ဆိုရရင်ပင်လယ်ငှက်တွေကလှပစွာပြန်ဝဲနေကြတက်ရှိကြီးတက်တော့မဟုတ်ပါဘူးသူတို့မရှိရင်အစာခွင်းဆက်တွေပြတ်တော့သွားမယ်ဒီတော့တွေအားနေပြီးတော့ပင်လယ်ကစနစ်တစ်ခုလုံးဟန်ချက်ပြတ်သွားစေနိုင်တဲ့ရေးကြီးရဲ့ကန့်လန့်လေးတွေဖြစ်ကြပါတယ်ဒါကြောင့်မို့သူတို့ကိုကာကွယ်ခြင်းကကျွန်တော်တို့ဖိခိုနေရတဲ့ပင်လယ်နဲ့ကမ်းရိုးတန်းတစ်ခုလုံးကိုကာကွယ်ခြင်းဆိုရင်လည်းမမှားပါဘူးကဲမိတ်ဆွေတို့ဒါကတော့ကျွန်တော်တို့ပင်လယ်ငှက်တွေရဲ့အရေးပါပုံအကြောင်းကိုတစ်စိတ်တစ်ပိုင်းတင်ပြခဲ့တာပါအဲ့ဒီပင်လယ်ငှက်တွေကကျွန်တော်တို့ပင်လယ်ပြင်နဲ့ဒီတော့တွေကျွန်တော်တို့ပုံဝင်ခြင်းတွေအတွက်ဘလောက်အရေးပါလဲဆိုတာကိုမိတ်ဆွေတို့အနေနဲ့လည်းဘ ഹു တုဒ္ဒရမယ်လို့ညွှန်လင်းပါတယ်နောက်တစ်ပတ်မှာတော့ဒီတော့တွေရဲ့အရေးပါပုံအကြောင်းကိုလည်းကျွန်တော်ဆက်လက်ပြီးတော့တင်ပြပေးပါမယ်အခုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်တယ်ဘ ഹു တုဒ္ဒရတယ်ဒါဟာမှန်ပဲဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like လုပ်ပေးကြပါဦးခင်ဗျာပြီးတော့ကျွန်တော်ရဲ့ channel လေးရေရှည်တည်တံ့နေအောင်လို့လဲ subscribe ဆိုတဲ့ခရုတ်ကလေးကိုနှိပ်ပြီးတော့ကူညီပေးကြပါဦးအားလုံးပဲကိုယ်စိတ်နှစ်ပြချမ်းသာချမ်းသာကြပါစေဗျာကျွန်တော်ပင်နေသားပါ